ဒီကောင်တွေကကြည့်ပလီလာရင်လို့ရှိရင်လည်းတခါလေကျကိုလိုကလန်ပုံစံအဲ့ဒီကောင်တွေကပလီလာရင်လည်းအင်ကြီးထဲပြီးတော့ပုံစံမျိုးအုတ်ထုတ်မဆောင်ပဲနမတ်ဖတ်တာတို့ပုံစံမျိုးနည်းနည်းရှိတာကလေးတာအုတ်ထုတ်မဆောင်ဘူးနမတ်ဖတ်တယ်အုတ်ထုတ်ဆောင်တယ်မလိုပါဘူးတဲ့နမတ်ကအချက်ဖုံးပိုင်တာပဲအဲ့ဒါခင်ဗျပိုင်တာလောက်ပဲလုပ်မယ်ဆိုရင်အိမ်မှာလည်းပိုင်တာလောက်ပဲလုပ်လို့ရတဲ့အလုပ်တွေအများကြီးပဲအိမ်မှာလည်းပိုင်တာလောက်ပဲလုပ်လို့ရတဲ့အလုပ်တွေအများကြီးပဲခင်ဗျဒီအုတ်ထုတ်မဆောင်မဲနဲ့နမတ်ဖတ်ခြင်းအင်ကြီးအထဲပြီးနမတ်ဖတ်ခြင်းအခုကဒူးချက်ပေါင်းပြီးနဲ့နမတ်ဖတ်ခြင်းခင်ဗျပြောမယ်ဒါနမတ်ပိုင်သွားတာပဲဆိုရင်ခင်ဗျဥက္ကဋ္ဌအရှိမရဝတ္တဥက္ကဋ္ဌမဝတ္တဥက္ကဋ္ဌအရှိမဒူးချက်ပေါင်းပြီးနဲ့သွားလို့ရဒီဘော်ဒီဘောရောက်တဲ့ပေါင်းပြီးနဲ့သွားလို့ရဖင်ပေါ်ပေါင်းပြီးနဲ့သွားလို့ရခင်ဗျစီးမင်းရေးရတယ်ဒီအင်ကြီးတွေနဲ့မဝင်ရဒူးချက်ပေါင်းပြီးနဲ့ဒီယုံနဲ့မလာရစစ်တပ်မှလည်းဘာဥပဒေထုတ်တာလဲစစ်ယူနီဖောင်းအရက်ဝတ်ဖြစ်မဝင်ရဖဘူးလာကြီးစားသားတွေမျက်လုံးတွေမြင်လာအဲ့ဒီစားသားတွေမြင်လာဆိုတော့အရက်ဝတ်ဖြစ်မဝင်ရဆိုတဲ့စီကံရေးတာအရက်ဝတ်ဖြစ်မဝင်တခြားဝတ်တာလည်းအရှက်ဖုံးလာတာတတ်ရဲ့ဝတ်တာဒါမှဝင်မပေးဘူးဒါသူ့ဧရိယာရဲ့စီကံဆိုသူ့ဧရိယာရဲ့စီကံတော့ဒီလိုရှိရင်ပလီဧရိယာနမတ်ဧရိယာမှာအုတ်ထုတ်ဆောင်ပြီးလာရမယ်ဆိုတဲ့စီကံမင်းတည်ခြင်းလို့ကဘာလို့လဲမခံအုတ်ထုတ်ဆောင်နမတ်ဘာအင်ကြီးအပြင်ထုတ်နမတ်ဘာဆိုအုတ်ထုတ်မဆောင်ရင်ပိုင်လားဆိုတဲ့ဖတ်သွားမေးသေးတယ်ပိုင်လားမပိုင်လားနောက်မှမေးဒါစီးမြင့်ဒီကုရ်အာန်ဟဒီသ်ရဲ့ဥပဒေဒီခင်ဗျားတို့ကျုပ်တို့အမေလင်ထုတ်ထားတဲ့ဥပဒေမဟုတ်ဘူးအလ္လာဟ်ကုရ်အာန်တိုက်ရိုက်ထုတ်ထားတဲ့ဥပဒေခင်ဗျားတို့ကျုပ်တို့အုံနောက်နဲ့မိသည့်စင်ကြင်မှလာမတဲ့နဲ့အဲ့တော့ဝီဆိုတော့ဘယ်ရစားအုံနောက်မမီတဲ့နေရာကစားအဲ့တော့ပလီလာတဲ့အုတ်ထုတ်ဆောင်လေမရှာမရှင်းနဲ့မရှာရှင်းဖို့အတွက်အရင်ဆုံးအာလမ်ဆနတ်ပြဘာပြအုတ်ထုတ်မဆောင်တဲ့ပိုင်တယ်လေကျွန်တော်ဘယ်သူပြောတယ်ဘယ်ဝါပြောတယ်မင်းစကားနားမထောင်မင်းဆရာခေါ်ခဲ့မင်းဆရာကိုလည်းငါတို့ကစစ်အောင်ပါဘာစစ်အောင်ပါငါတို့နဲ့စကားပြောဖို့တန်လားမတန်လားတခါလေခင်ဗျားတို့စိတ်မစိုးနဲ့မာနစကားတွေစခါတွေကြိုက်နည်းနည်းပြင်းတဲ့စကားထွက်တာအလ်ကိဘရူမအလ်မုတကဘီရင်တေချင်းစိုးတွေနဲ့တေချင်းစိုးတဲ့စကားပြောလို့ပိုင်ဘဝင်မြင့်တဲ့ကောင်တွေနဲ့သူတို့ကိုသူတို့ဟာလာတက်ကြီးတဲ့တက်ရောင်ကဘာလဲတက်ရောင်ကအဲ့လိုကောင်တွေနဲ့ကြတော့နည်းနည်းပြောခွင့်ရှရီယတ်ကပေးတယ်ပြောခွင့်ပေးလို့ပေးတာပြောတာဆိုတော့ကြည့်မင်းတို့နဲ့လည်းမပြောချင်ဘူးမင်းတို့ဆရာတွေခေါ်ခဲ့ဆရာကြီးတွေလာဆိုရင်လေခင်ဗျာရှင်းနေအလုံးလုံးဖို့အတွက်ရှင်းနေခင်ဗျာလုံးချင်တိုင်းလုံးလို့ရစာအုပ်စာပေလေးလာပြီးတော့ငါရှင်းနေငါအမှုမရဘူးဘွဲပြဘွဲအောင်လည်းမပြပဲခင်ဗျာဘယ်လောက်ကြီးပဲဒီပညာတက်ဒီအလုံးလုံးမရဘူးအဲ့ဒါမှခင်ဗျာအရင်စေးပညာကျွမ်းတယ်စေးဟာလာတက်ကျွမ်းတယ်နားလေအဲ့တော့ခင်ဗျာစိုင်းဖို့တက်ပြီးတော့ခင်ဗျာအာကြီးဆက်စိုင်းဖို့ဖွင့်ပြီးတက်ပြီးတော့ဖွင့်မယ်ဒေါက်တာမင်းထက်ဆေးကုခန်းရပါလားခဏလာပြီးတော့ပြောဒေါက်တာဆရက်ပြလေအထောက်ထားပြလေမဟုတ်တာလည်းပဲပို့လေလားဂျင်းထောင်းဘယ်ပို့လေအဲ့တော့ဒုနီယာရဲ့ဥပဒေတွေမှာကြောက်တော့ဒီကောင်တွေကဒါလက်ခံစေကံရဲ့ဘာလဲမရှိမှလဲအောင်လက်မရှိမှဆရာဝန်လက်မရှိမှစေကူလို့ရတယ်စေကံဖွဲ့လို့ရတယ်ရှေ့နေဘွဲလက်မရှိမှရှေ့နေလုပ်လို့ရတယ်အင်ဂျင်နီယာဘွဲရှိမှအင်ဂျင်နီယာလုပ်လို့ရတယ်ဒါတွေအားလုံးဒုနီယာမှာကြောက်တော့ဒီဥပဒေကိုလက်ခံတယ်လက်မခံတာတခုပဲကြောက်တော့ရှရီယတ်ရဲ့ဥပဒေသာသနာဥပဒေမှာကြတော့သာသနာဥပဒေဘွဲရလက်မှတ်ရှိမှသာသနာရဲ့အကြောင်းပြောပိုင်ခွင့်ရှိတယ်ဆိုတော့ဒီတေချင်းစိုးရဘာလို့လက်မခံဒီဟာဒီသလက်မခံတဲ့အုပ်စုကဘာလက်မခံဟိုဘယ်နှလမ်းနေညာလမ်းနေကျုပ်တို့နားမလို့ကြိုက်တဲ့လမ်းပြစ်လိုက်အဲ့ဒီကောင်တွေအားလုံးကိုပြောတယ်မင်းတို့ကောင်တွေဘာမှပြောပိုင်ခွင့်မရှိဘူးဘာလို့မရှိလဲကိုယ်တိုင်လည်းမင်းတို့ဘာသာပြန်မျိုးကိုမရှိဘူးကွာဟာဒီသနဲ့ပတ်သက်ပြီးလည်းမင်းတို့ဝေဖန်ပိုင်ခွင့်မရှိဘူးဘူခါရီဟိုလိုပြစ်တဲ့ဟာဒီဘာပြစ်တဲ့ဝါပြစ်တဲ့မင်းတို့ပါဇက်မှာပြောပိုင်ခွင့်ကိုမရှိပြောပိုင်ခွင့်မရှိသည့်အတွက်မင်းတို့စကားအားလုံးမြောင်းနေမှာဘာဖြစ်လို့အရင်ဆုံးမင်းဒီစကားတွေပြောဖို့တော့ဘာလို့လားလဲမင်းလားမင်းဆရတ်လိုချင်လားမင်းငါရှေ့မှာထိုင်ပြီးတော့မင်းရှင်းနေမောင်းမယ်ပြီးလို့ရှိရင်မင်းအစင်သင့်ဖြစ်မှငါဆနတ်ပေးအဲ့ဒီနောက်ပိုင်းစကားပြောအခုမင်းတို့ဟိုပတ်စံရတိုင်းရှောက်អော်မယုံမရှိနဲ့လိုက်ကြည့်လိုက်ခင်ဗျားတို့တစ်စစ်ကုန်းရွာမှာလဲအဲ့ဒီအုပ်စုနောက်ကိုလိုက်သွားတာဟာဒီညင်းတဲ့အုပ်နောက်ကိုလိုက်သွားတာကုရ်အာန်ကိုဝေဖန်သလိုတယောသလိုအုပ်စုနောက်ကိုလိုက်သွားတာပတ်စံမဲ့လို့ပတ်စံရဲ့ကျွန်းဒီကောင်တရောင်းစားစားတရားမရှိဘူးစားတရားမရှိတော့ခင်ဗျားတို့ကဟက်ပြောပြီးတော့တဘလစ်ဂျမတ်ကလည်းသူ့ဘာမှပတ်စံမထောက်ပံ့အခုလိုဟက်ပြောတဲ့ဆရာတွေကလည်းသူ့မကျွေးနိုင်ခင်ဗျားတို့ပလီကောဘကလည်းလာတင်ပတ်စံမပေးနိုင်အဲ့တော့သူတို့ဖွဲ့တဲ့ဝင်သွားပြီးတော့သူတို့ဖွဲ့ဖြန့်တဲ့စာရွက်တွေဝါဒတွေလာပြီးတော့တစ်ဆက်ကုန်းရွာမှာပေးတယ်အဲ့တော့ငါတပည့်တော်တယ်ပြောတလားဘလောက်မင်းတို့အိမ်မရှိအိမ်မှာဝယ်ပေးအောင်
အဲ့တော့သူတို့မမှန်တဲ့လူတွေကပတ်စံနဲ့မြားဖို့လိုတယ်ကျုပ်တို့မှန်တဲ့လူတွေကငွေနဲ့မြားဖို့လည်းမလိုဘူးချောပြလည်းမလိုဘူးဟက်ကောင်ဒါကလီမာအမှန်ဒါကုရ်အာန်အမှန်ဒါဟာဒီသ်အမှန်လက်ခံရင်ခံမခံရင်တည်ခြင်းဆိုမယ်ဒါပဲ